ကို့မှာ energy တွေရော့လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုး energy တွေတိုးအောင်လုပ်ရမလဲဆိုပြီးတော့မေးထားတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကနေပြီးတော့ဖြည့်ပေးမယ်အဲ့တော့ energy ကအမြဲတမ်းပဲတက်နေတဲ့အရာတစ်ခုတော့မဟုတ်ဘူး energy ဆိုတာတစ်ခါတလေမှာလူရဲ့စိတ်အနေထားရစိတ်တက်ကြတာလမ်းပြောက်တာ energy တွေရော့တယ်ဆိုတာကလူတိုင်းပြုတ်မှုကြတယ်လူတိုင်းလည်းကြုံရမယ့်အရာဖြစ်တယ်အဲ့တော့ energy တွေရော့လာပြီဆိုလို့ရှိရင်ကျတို့ဒီနေ့ပေးမယ်အချက်၃ချက်ကိုကသိထားဖို့အတွက်လိုအပ်တယ်အဲ့တော့ number 1ကပါလဲဆိုရင်ကိုက energy ရော့လာပြီကိုရဲ့စိတ်ခံစားချက်တွေမကောင်းတော့ဘူးကိုရဲ့လုံနေတဲ့အလုပ်မှာတက်တက်ကြွကြွမရှိတော့ဆိုရင်တော့ကျတို့ number 1ကိုလောက်ရမယ့်အရာကပါလဲဆိုရင် energy တွေရော့လာပြီဆိုလို့ရှိရင် energy ပြည့်တဲ့သူရဲ့အနာကိုသွားပြီးတော့ချင်းကပ်ရမယ်ကိုကတော့လုံနေတဲ့အလုပ်တွေမှာလေးလံထိုင်းမိုင်းလာပြီးစိတ်မပါတော့ဆို energy ပြည့်တဲ့သူကိုအတွက်အမြဲတမ်းပဲ active ဖြစ်အောင်ရှေ့ကနေလမ်းပြပေးတဲ့ energy အမြဲတမ်းပြည့်တဲ့သူနားမှာကိုသွားပြီးတော့ချင်းကပ်ဖို့အတွက်လိုအပ်တယ်နောက်ထပ် number 2ကပါလဲဆိုလို့ရှိရင်ကို့မှာ energy တွေရော့လာပြီဆိုလို့ရှိရင်ဆယ်တို့တွေကနော်လက်ရှိကိုတင်ယူထားတဲ့အရာတွေကိုသိထားတဲ့အရာတွေအားလုံးကကိုယ့်အတွက်ရင်ခုန်စရာမဟုတ်တော့ကိုယ့်ရဲ့ရလဒ်တွေကနေ့တူကကိုယ့်အတွက်ရင်ခုန်စရာမဟုတ်တော့ဆိုရင် energy တွေရော့နိုင်တယ်ဒါကြောင့်မလို့ဆယ်တို့တွေကလုံးနေကြပုံစံအတိုင်းမဟုတ်ဘဲနဲ့အသစ်သောအရာတွေကိုတင်ယူပြီးသွားတဲ့အခါမှာအသစ်သောအရာတွေကိုဖတ်ပြီးတော့လုပ်ဖို့လိုအပ်တယ်ဒါက number 2က number 3ကပါလဲဆိုလို့ရှိရင် energy ကဘယ်နေရာတွေမှာလဲရော့တက်လဲဆိုရင်ပြဿနာတွေကြုံရတဲ့အခါမျိုးမှာလည်း energy တွေရော့တတ်တယ်ဒါကြောင့်မလို့ကျတို့တွေကကိုယ့်ကိုနော်ပြဿနာဆိုတာကလူတိုင်းကကြုံရတယ်အဲ့တော့ပြဿနာတွေရှိလာရင်လည်း energy တွေရော့နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ပြဿနာကြုံလာပြီဆိုရင်အဲ့ဒီပြဿနာကိုအာယုံစိုက်နေတာဖြင့်ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းကိုပဲကိုကအဓိကအာယုံစိုက်မယ်ဆိုလို့ရှိရင်တော့ energy ရော့တာကိုသက်သာစေနိုင်တယ်အဲ့တော့ကိုယ်မှာ energy တွေရော့လာပြီဆိုရင်တော့ဒီအချက်၃ချက်ကြောင့်ကိုကြုံတွေ့ရတာဖြစ်တယ်အဲ့တော့အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းကတော့ energy တွေရော့လာပြီဆိုရင်တော့ကိုယ့်ကိုယ်အရင်ဦးဆုံးသိအောင်စမ်းစစ်ပြီးသွားတဲ့အခါမှာပြဿနာတွေရဲ့အဖြေကိုအချိန်ပေးပြီးတော့စဉ်းစားရင်းနဲ့ energy တက်အောင်လုပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ် coach နေကြပါ